နိုင်ပြည်စုံမှာတက်ကတော့23နှစ်ရှိပါပြီနေရလိပ်စာကတော့ပဲခူးတိုင်းပေါင်းနယ်မြို့ပါပေါ့တင်နန်းပြီးရဲ့အချိန်မှာကိုအားမရသေးဘူးပေါ့နော်ပညာရေးထက်လို့သေးရဲ့ပညာဝမ်းစာထပ်ဖြည့်ရမယ်ပြီးအတွေ့အကြုံတွေလိုအပ်သေးရဲ့ပေါ့နော်အားကြောင့်ဆရာနဲ့လက်တွဲဖြစ်ခဲ့တာပေါ့နော်အသက်ပညာအပြင်စိတ်သက်ခွန်အားကတော့အများကြီးပဲပေါ့နော်ဟိုဘယ်လိုပြောမလဲအရင်တော့ဆိုလို့ရှိရင်လူအများနဲ့လည်းမဆက်ဆံရဲဘူးလူအများနဲ့လည်းစကားမပြောရဲဘူးပေါ့နော်အဲ့လိုမျိုးအများကြီးပါပဲတွေးကြည့်လို့ရှိရင်အများကြီးပဲဟိုဘယ်လိုပြောအမှုပညာရှင်တွေ celebrity တွေပြီးလို့ရှိရင်အတိုင်းဝိုင်းကြီးတွေကစအထက်လာတဲ့ကာဆန်မွာမျိုးတွေအကုန်လုံးနဲ့ပေါ့နော်ဆက်ဆံရဲလာတယ်စကားပြောရဲလာတယ်သူတို့စပစ်ပေးရဲ့အနေနဲ့ပေါ့နော်အများကြီးပဲအတွေ့အကြုံကတော့အများကြီးပါပဲပေါ့နော်ဘောကြဆုံးအချက်ကတော့အရန်တက်ကြွတာအရန်ဆရာတက်ကြွတယ်ပြီးလို့ရှိရင်ဆရာကိုကြည့်လိုက်တာနဲ့ပေါ့နော်ဘယ်လိုပြောမလဲenergy ပြည့်သွားတယ်လို့ခံစားရတယ်ဆရာအမြဲတမ်းစောင်းဖြစ်တယ်အများကြီးပဲပေါ့နော်အတူယူစရာတွေကတော့လှုပ်ရှားပုံတွေကစအဲ့လိုမျိုးကွာပြောတော့မပြတတ်ဘူးဆရာတစ်လတစ်ခါသမီးတို့ enjoy လုပ်ပေးတယ်အဲ့လိုမျိုးဘယ်လိုပြောမလဲသမီးတို့ပျော်ဖို့ပေါ့နော်ချင်းဆိုဖို့ KTV ကိုလိုက်ပို့တယ်အဲ့လိုမျိုးတစ်ခါတလေအစားတောက်တွေကျွေးတယ်အများကြီးပဲအဲ့လိုမျိုးခရီးတွေဆိုတစ်နှစ်ကိုတစ်ခေါက်လဲခရီးတွေလိုက်ပို့တယ်ရုပ်ရှင်လဲလိုက်ပြတယ်တစ်လားတစ်ခေါက်အဲ့လိုမျိုးတွေအများကြီးပဲပေါ့နော်ကွာခြားချက်ကတော့အများကြီးပဲပေါ့နော်တင်တန်းတက်တဲ့အချိန်မှာတော့ကိုကတင်ယူနေရတဲ့အချိန်ပေါ့နော်လက်တွေ့မဟုတ်သေးဘူးပေါ့နော်ဆရာစီကိုဝင်လိုက်တဲ့အချိန်မှာဆရာရဲ့ဘယ်လိုပြောမလဲအခွင့်အရေးပေးတာရဲ့နေရာပေးမှုရဲ့အကြောင်းပေါ့နော်အထည်ကိုကန်ရတယ်အမှုပညာရှင်တွေအဲ့လိုမျိုး celebrity တွေပေါ့နော်အစုံပဲအဲ့လိုအတိုင်းဝိုင်းကြီးတွေအဲ့လိုမျိုးအထက်တွေကစားပေါ့ကိုယ်တိုင်လုတ်ပိုင်ခွင့်ပေးခဲ့တယ်ပေါ့နော်ဆရာဆရာကျေးဇူးတွေလည်းအများကြီးပါပဲကိုယ့်ပေါ်မှာဟုတ်တော့စူးစမ်းကြပါတော့အကုန်လုံးပေါ့နော်ဟိုဘယ်လိုပြောမလဲကိုယ့်ရည်မှန်းချက်ကိုအကောင့်ထဲပေါ်ကြပါအောင်မြင်တဲ့ဒီဇိုင်နာကြီးတွေဖြစ်လာအောင်ပေါ့နော်စူးစမ်းကြပါလေးလာကြပါတင်ယူကြပါပေါ့နော်အကောင်းဆုံးတင်ယူပါပေါ့နော်ဒီမှာပညာကြီးအရန်ရတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုပဲမှာကျင်ပါတယ်အရန်ပညာရတယ်ပေါ့နော်ကိုယ်တိုင်တင်တန်းတင်ပြီးသွားတဲ့အချိန်မှာတင်တန်းရဲ့အတွေ့အကြုံပဲရှိတာပေါ့နော်အတွေ့အကြုံရှိပြီးတော့ကိုပြန်သွားလိုက်လို့ရှိရင်ကိုယ်တိုင်လေးလာမှာဖြစ်သွားပြီဒီမှာကျတော့ဆရာစီမှာမဟုတ်ဘူးလက်တွေ့မြေပြင်မှာကွင်းစင်လေးလာတယ်လို့မျိုးပေါ့နော်လုတ်ပိုင်ခွင့်လည်းပေးတယ်နေရာလည်းပေးတယ်ဆရာကိုယ်တိုင်လေးလာရတယ်ပေါ့နော်တမီးတို့ဆိုလို့ရှိရင်အရင်ကဆိုရင်လေကော့ဆက်တွေပါဆိုလည်းမချုံနိုင်ဘူးအဲ့လိုမျိုးခေါင်းဝင်တွေပါဆိုလဲအရန်မကင်နိုင်သေးဘူးမရဲဘူးပေါ့နော်ဆရာစီရောက်လာတဲ့အချိန်မှာအရန်လုံးနိုင်လာတယ်ကိုကယုံကြည်မှုလည်းပိုရှိလာတယ်ပေါ့နော်ဘယ်ထဲမျိုးလာပေါ့ဘယ်ထဲလာဘလိုကတ်ဆာမှာဘယ်လာပေါ့နော်လုံးနိုင်တယ်ဘသူ့ကိုဘယ်လိုဆင်ပေးရမယ်ဘယ်ပွဲကိုဆိုရင်ဘယ်ဟာမျိုးဆင်ပေးရမယ်ဆိုတာအစားကိုယ်တိုင်ဆုံးဖြတ်ချက်ချရဲလာတယ်ကိုယ်တိုင်လုပ်ပေးနိုင်တယ်မမနဲ့ဘယ်အထဲမျိုးလိုက်မယ်ဘသူနဲ့ဆိုရင်တော့ဘယ်အထဲလိုက်မယ်ဆိုတာအစားဘယ်လိုပြောမလဲကိုယ်တိုင်ဆုံးဖြတ်နိုင်လာတယ်ပေါ့နော်အဲ့လိုမျိုးကိုပိုင်အကြီးချင်းလည်းပိုရှိလာတယ်ပေါ့လက်တွဲကျင်တဲ့သူတွေအားလုံးလည်းဖိတ်ခေါ်ပါတယ်ပေါ့နော်ဆရာနဲ့အတွေ့အကြုံအရန်ရပါတယ်လို့ဆရာနေရာလည်းပေးတယ်လုပ်ပိုင်ခွင့်လည်းပေးတယ်အတွေ့အကြုံတွေလည်းပေးပါတယ်ဆရာကိုအရန်ကျေးဇူးတင်ပါတယ်လို့အသိပညာရောအသက်ပညာရောဆရာရဲ့ဆုံးမမှုတွေရောတခါတလေဆရာဆုံးမတာတွေလည်းရှိရဲသင်ပေးတာတွေလည်းရှိရဲပြောပြတာတွေလည်းရှိရဲပေါ့နော်အသိပညာအသက်ပညာဘ ഹു တုတအားလုံးကိုပေးခဲ့တဲ့ဆရာကိုဒီနေ့ကကျေးဇူးတင်ပါတယ်အပြင်တင်တဲ့ကိုယ်တိုင်ကိုကြအနီးကပ်လူတွေလာရောက်တင်ကြားခြင်းတဲ့သူတွေအတွက်လာမယ့်၈လပိုင်း30ရက်နေ့မှာစတင်ဖွင့်လှစ်တင်ကြားပေးသွားမယ်အခြေခံတင်တန်းနဲ့အရှင်းမြမြန်မာပွဲတက်ဝတ်ဆောင်တင်တန်းတွေတက်ရောက်လူသူများကကြိုတင်စီးရင်ပေးသွင်းအနှံနိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်အခြေခံကနေမှဘာသာစုံတင်ကြားခြင်းတဲ့သူတွေအတွက်စုစုပေါင်း380ကျပ်တိတိအခမဲ့တင်ကြားခွင့်အစီအစဉ်လည်းရှိပါတယ်ခင်ဗျာပွဲတက်အဆင့်မြင့်မွန်းမန်နိုးဘရာတင်တန်းတွေကိုတင်ကြားခြင်းတဲ့သူတွေအတွက်လည်း360ကျပ်တန်ဖိုးရှိတဲ့10ဘာသာကိုလည်းအခမဲ့တင်ကြားခွင့်ရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနှစ်အတွက်ကတော့ဒီအတန်းတွေပဲတက်ရောက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာတင်တန်းစုံစမ်းလိုတဲ့သူများက3998964333နဲ့ဖုန်းသို့မဟုတ် Viber သို့မဟုတ် Telegram ကိုလည်းအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့မျိုးအခုပြရတဲ့ PSCB မှာလည်းတွားအောင်စုံစမ်းမေးမြန်းနိုင်ပါတယ်အပြင်တင်တန်းတက်ရောက်ခြင်းတဲ့သူတွေအတွက်တင်တန်းကျောင်းလိပ်စာလေးကိုလည်းပြပေးထားပါတယ်အမှတ်965တောင်အုတ်ကလာဇာနီအောက်ဖက်10လမ်း9ရပ်ကွက်မှာပဲဖြစ်ပါတယ်ခင်ဗျာအသက်မွေးကျောင်းပညာရပ်ဖြစ်ဘဝရပ်တည်ခြင်းသူတိုင်းအတွက် Professional Fashion App PFA တင်တန်းကျောင်းတွေကြိုဆိုလိုက်ပါတယ်